ကျွန်တော်ကိုဆရာ collagen တောက်ချင်လို့ဘာ collagen တောက်ရမလဲဘယ်လိုမျိုးစားရွေးရမလဲဆိုပြီးတော့ပေါ့နော်မေးကြတယ်အဲ့တော့ဒီနေ့ကျွန်တော်ဘယ်လို collagen မျိုးစားရွေးလို့ရလဲဘယ်လောက်ပမာဏတောက်လို့ရလဲဒါလေးတွေကိုကျွန်တော်ပြပြပေးချင်ပါတယ်ကျွန်တော်ဒေါက်တာကောင်းမြတ်ပါအဲ့တော့ဈေးကွက်ထဲမှာကျွန်တော် collagen မျိုးစားတွေကတော့အများကြီးပဲပေါ့နော်ဈေးတွေကလည်းအကုန်လုံးကြီးတယ်ဈေးသက်သာတာမရှိဘူးနောက်ပြီးတော့ရွေးချယ်စရာတွေအများများတယ်အဲ့တော့ကျွန်တော်ဘယ်လိုရွေးကြမလဲပေါ့ collagen ဆိုတာကတော့ကျွန်တော်တို့ခန္ဓာကိုယ်ကနေသဘာဝအတိုင်းထုတ်လုပ်ပေးတဲ့ protein တစ်မျိုးပဲဒါမှမဟုတ်ကျွန်တော်အသက်အရွယ်ရလာတဲ့နဲ့အများဒီ collagen ထုတ်လုပ်နိုင်မှုတွေကတဖြည်းဖြည်းရောကျလာတယ်ကျွန်တော်တို့ဒါကြောင့် supplement တွေတောက်ဖို့ရွေးချယ်လာကြတယ်ပေါ့အဲ့တော့ဒီလိုရွေးချယ်တောက်သုံးတဲ့အခါမှာအမျိုးမျိုးပေါ့နော်1000ကနေပြီးတော့2500 3000 4000 5000 1000 1000ခွဲ2000ထိပေါ့နော်ဒီလို collagen မျိုးစားတွေရွေးတောက်တဲ့အခါမှာကိုတောက်လိုက်တဲ့ပမာဏအပြည့်အဝသည်အားလုံးတကယ် collagen ဖြစ်သွားမှာလားရေပြားကို collagen တွေ1000လုံးရောက်သွားမှာလားဒါလေးတွေမေးစရာရှိလာတာပေါ့ပုံမှန်လင်းလင်းတဲ့ပြောရရင်တော့ဒီတောက်လိုက်တဲ့ပမာဏအပြည့်အဝအားလုံးဒီ collagen ဖြစ်သွားတာမျိုးမဟုတ်ပါဘူးကျွန်တော်တို့တောက်သုံးတဲ့ collagen ဒီ hydrolyzed collagen ဒါမှမဟုတ် collagen peptides လို့ခေါ်တဲ့ collagen သေးသေးလေးတွေဖြစ်ဖို့လိုတယ်အဲ့တော့ collagen ရဲ့မူလပထမ collagen molecule အကြီးဒီကျွန်တော်တို့တောက်လိုက်တဲ့အခါမှာဒီဥလန်းချောင်းတွေစုပ်ယူနိုင်ဖို့ absorption လုပ်ဖို့အတွက်အရန်ခက်တယ်ဒါကြောင့်မလို့ခုနပြောတဲ့ hydrolyzed collagen amino acid လေးတွေပေါ့နော်တင်းသေးလေးတွေဖြစ်ဖို့လိုတယ်ဒါမှသာသူတို့ကစုပ်ယူပြီးတော့ကျွန်တော်သွေးထဲရောက်မယ်သွေးထဲကနေအသားရည်စသဖြင့်ဒီလိုနေရာတွေကိုပို့မှာမျိုးဖြစ်ပါတယ်အဲ့တော့နံပါတ်1အချက်ကိုတောက်သုံးမဲ့ collagen မျိုးစားသည်ဒီ hydrolyzed collagen ဒါမှမဟုတ် collagen peptides မျိုးစားလေးတွေဖြစ်ဖို့လိုအပ်ပါမယ်ဒုတိယသိချင်ကြမယ့်အချက်ကကြတော့ကိုတောက်သုံးမဲ့ collagen ပမာဏဟာဘယ်လောက်ဆိုရင်ထိရောက်ပြီးတော့ဘယ်လောက်ပမာဏဘေးဥပမဖြစ်စေဘူးလဲဘယ်လောက်ဆိုရင်အများများသွားမလဲဒါလေးကိုလည်းသိဖို့လိုတာပေါ့နော်အဲ့တော့သူတို့ဒီသုတေသနလေးတွေလောက်ထားတာလေးရှိတယ်ပေါ့နော်ဒါလေးတွေရသလောက် data လေးတွေယူထားတဲ့တွက်ချက်ထားတဲ့အချက်အရာဆိုရင်တော့2500 mg ကနေကျွန်တော်တို့1000ပမာဏလောက်ထိဒီအသားရည်အတွက်လုံလောက်တဲ့ပမာဏရှိတယ်လို့သူတို့သတ်မှတ်ထားပါတယ်ဒီ1000ကနေ1000ခွဲ2000စားတဲ့ပမာဏတွေကြတော့ဒီအရေပြားအတွက်ထက်ဆိုင်ရင်နောက်ပိုင်းဒီ joint ပေါ့နော်အယိုးအစ်စ်တွေဒီကြွက်သားတွေအတွက်ပို့ပြီးတော့အကျိုးပြုနိုင်တယ်လို့ဆိုထားပါတယ်နောက်ဆုံးအချက်ကကြတော့ဒီ collagen တွေကအများကြီးရှိတယ် collagen မျိုးစားတွေဘယ်လိုရှိလဲဆိုတာပေါ့ဒါလည်းသိချင်မယ် collagen မျိုးစားတွေကတော့ပြောရရင်28မျိုးနဲ့အထက်ရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အဓိကအများဆုံးအသုံးပြုကြတာအကျိုးရှိတာတော့ type 1 type 2 type 3 collagen မျိုးစားတွေရှိတာပေါ့ type 1 collagen ကတော့ကျွန်တော်တို့ဒီအသားရည်အတွက်တောက်ကြတဲ့အမျိုးအစားပေါ့နော် marine collagen အများစုပေါ့ marine ဆိုတာငါးလာတာပေါ့ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ collagen မျိုးစားတွေရဲ့ဒီ 90% လောက်ကဒီ type 1 collagen တွေပေါ့နော်သူကတော့ဒီအသားရည် skin နောက်ပြီးတော့ hair ဆံပင်တွေနောက် nail ပေါ့နော်ဒီလိုလက်သေးခြေသေးတွေအတွက်ပါကောင်းတဲ့ collagen မျိုးစားဖြစ်ပါတယ်ဒါကြောင့် supplement အနေနဲ့ကျွန်တော်တို့အများဆုံးတောက်ကြတဲ့အမျိုးအစားပေါ့ဒုတိယအမျိုးအစားဖြစ်တဲ့ type 2 collagen ပေါ့ type 2 collagen ကကြတော့ဒီအသားရည်အလှပါတက်ဆိုင်ဘာအတွက်တောက်ကြတာလဲဆိုတော့ဒီ cartilage ပေါ့အယိုးအစ်စ်လေးတွေအယိုးနုလေးတွေတန်မာဖို့ဒီဒူးနာခါးနာကြီးပေါင်းဒီလိုယောဂတွေအတွက်အားဖြည့်ဖို့အတွက်တောက်တဲ့ collagen မျိုးစားပေါ့နော် type 2 collagen နောက် UC2 ဆိုပြီးတော့ကျွန်တော်ဆေးရရှိတယ်ဒါတွေဒီ type 2 collagen မျိုးစားဖြစ်ပါတယ်နောက်ဆုံးအကျိုးပြုတဲ့မျိုးစား type 3ကတော့များသောအားဖြင့်သူက type 1နဲ့တွဲလျက်တွေ့ရတာများတယ်အထူးသဖြင့်ဒီနွားနေရတဲ့ bovine collagen တွေမှာဆိုရင် type 1နဲ့ type 3အများကြီးတွဲပြီးတော့ပါနေတတ်တာပေါ့အဲ့တော့ဒီ collagen တောက်ဆေးနဲ့ပတ်သက်ပြီးတော့အနည်းချုပ်ပြောရရင်နံပါတ်1ကတော့တကယ် hydrolyzed ပေါ့နော် collagen peptide သေးသေးလေးတွေဖြစ်ဖို့လိုတယ်အမျိုးအစားနောက်တောက်တဲ့ပမာဏကဒီ2500ကနေ1000ပေါ့နော်9000လောက်ဖြစ်ပေါ့နေ့စဉ်တောက်နိုင်မယ်ဆိုရင်လုံလိုက်တယ်နောက်ပြီးတော့တောက်တဲ့အမျိုးအစားဒီကျွန်တော်တို့ type 1 collagen ပေါ့နော် hair skin တွေအတွက်ဆိုရင်ဒါအထီးရောက်နိုင်ဆုံးဖြစ်ပါတယ်ဒါပေမဲ့တလက်စားလဲကျွန်တော်ဒီ collagen တောက်ဆေး supplement တွေနဲ့ပတ်သက်ပြီးပြောချင်တာဒီ collagen တောက်ဆေးတွေဒီအသားရည်တင်းရင်မှု collagen ဖြည့်ဆည်းဖို့အတွက်အကောင်းဆုံးဖြစ်ပါတယ်ဆိုတော့ဒီခိုင်လုံတဲ့သိပ္ပံနည်းကျအချက်လက်မျိုးတော့ယနေ့ထိတိုင်မတွေ့ရသေးဘူးဟိုအသားရည်ရေတန်းဖြစ်ပြီးတာမျိုးလေးတွေအထောက်အကူဖြစ်တယ်ဆိုတာလေးတွေတော့အနည်းချင်းတွေ့ရတယ်ပေါ့နော်အဲ့တော့ကိုကဘယ်လိုပဲဖြစ်ဖြစ် collagen supplement တောက်ချင်တယ်သုံးချင်တယ်ဆိုရင်တော့ကျွန်တော်အခုပြောသွားတဲ့အချက်လေးကိုအခြေခံပြီးတော့ရွေးချယ်လို့ရမယ်ဆိုတာလေးကိုကျွန်တော်က sharing ပြုလုပ်ပေးလို့ခြင်းပဲဖြစ်ပါတယ်